ကဲအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ long ကစား agent တယောက်အနေနဲ့တကက်ကိုအောင်မြင်ပြီးရေရှည်ရက်တည်နိုင်မဲ့စီးပွားရေးလုပ်ငန်းတစ်ခုကိုဘယ်လိုတည်ဆောက်မလဲဆိုတဲ့လုပ်ငန်းပုံစံတစ်ခုလုံးကိုရှင်းပြသွားမှာပါဒါကရိုးရိုး tips လေးတွေပေးတာထောက်ပေါ်တဲ့ဖြစ်ဆုံးတဲ့ student တစ်ခုအကြောင်းပြောပြမှာဖြစ်ပါတယ်ကဲသေးစိတ်ကိုအတူတူလေ့လာကြည့်လိုက်ကြအောင်ဟုတ်ပြီပထမဆုံးအနေနဲ့အရေးကြီးဆုံးစီးမြင်တစ်ခုကိုမှတ်ထားရပါမယ်ဒါကိုဒီလုပ်ငန်းရဲ့ရွှေစီးမြင်လို့တောင်ပြောလို့ရပါတယ်ဆိုလိုတာတော့ကိုယ့်ရဲ့ဝင်ခွင့်ဟာကစားသမားတယောက်စီကနေရေရှည်မှာဘလောက်တန်မှုရှိပြန်ရနေတယ်လဲဆိုတဲ့ LTV အပေါ်မှာပဲတိုက်ရိုက်မှုတည်နေတာပါဒီအချက်ကနောက်လာမဲ့ဆုံးဖြတ်ချက်တိုင်းကိုလမ်းညွှန်တော့မှာပါဆိုတော့ LTV ဆိုတာဘာလဲလို့မြင်စရာရှိလာပါတယ်ရှင်းလေးပါပဲကစားသမားတယောက်ကကိုယ့်ရဲ့စနစ်ထဲမှာဘလောက်ကြာတက်ကြွနဲ့အကျိုးမြတ်ရှိစော့ကစားနေတယ်လဲဆိုတဲ့အချိန်ကာလကိုပြောတာပါကျွန်တော်တို့ရဲ့အထူးရည်မှန်းချက်ကအခောက်တက်အများကြီးဖွင့်ခိုင်းမှုထက်ဒီ LTV ဆိုတဲ့တန်ဖိုးကိုဘယ်လိုအမြင့်ဆုံးဖြောင်းလုံနေဆိုတာပါပဲဟုတ်ပါပြီအခုလုပ်ငန်းပုံစံရဲ့ပထမဆုံးအပိုင်းကိုစလိုက်ရအောင်ဘယ်လုပ်ငန်းမဆိုခိုင်းမာတဲ့အခြေခံအုံမြင့်ပေါ်မှာတိစောက်မှရေးရှေ့ခံလာမဟုတ်လားဒီမှာတော့အဲ့ဒီအုံမြင့်ဆိုတာကတခြားမဟုတ်ပါဘူးကိုပိုင်ကျွမ်းကျင်မှုပါပဲကိုတိုင်ကျွမ်းကျင်သူတယောက်ဖြစ်မှတကယ်လုပ်ငန်းကြီးကိုတိစောက်နိုင်မှာပါကျွမ်းကျင်သူဖြစ်ဖို့တဲ့မဖြစ်မနေလိုရတဲ့မန်တိုင်ကြီး၃ခုရှိပါတယ်ပထမတစ်ခုကတော့ကိုသုံးနေတဲ့ platform ရဲ့နီးပညာပိုင်းကိုအတွင်းကျင်နားလည်ထားဖို့ဒုတိယတစ်ခုကတော့ agent dashboard ထဲကကိရိယာတွေကိုကျွမ်းကျင်သုံးတတ်ဖို့နောက်ဆုံးတစ်ခုကတော့ platform ရဲ့စီးမိတ်စိတ်ကန်းတွေကိုတေချာတိထားဖို့ပါပဲဒီ၃ခုကကိုကစားသမားတွေကိုမငန်းလမ်းညွှန်ပေးနိုင်ဖို့အတွက်အခြေခံရကြုံအရာတွေပါပဲကဲဦးမြတ်ချပြီးဆိုတော့အပေါ်ထက်စက်တိဆောက်ရအောင်အပိုင်းနဲ့ကတော့ကစားသမားအသစ်တွေကိုအဆက်မပြတ်ဆွဲဆောင်ပေးမဲ့စက်ရန်တရားတစ်ခုကိုတိဆောက်တဲ့အဆင့်ပါဒါကကိုယ့်ရဲ့လုပ်ငန်းကိုလောင်စာဖြည့်ပေးမဲ့ဈေးကွက်ရှာဖွေရေးနဲ့အခြေခံဆောင်ကိုတိဆောက်တာဖြစ်ပါတယ်ဒီစက်ရန်တရားကိုတိဆောက်တဲ့အခါလူတိုင်းကိုတဖုံစံတီးနဲ့ဆွဲဆောင်လို့မရပါဘူးကိုယ့်ရဲ့အပြင်မှာပရိသတ်ကိုတေချာခွဲခြားဖို့လိုပါတယ်ဥမာအခုမှစကစားမဲ့သူတွေဆိုရင်လမ်းညွှန်မှုတွေအကူအညီတွေပို့လို့ကျင်ကြတယ်ကျွမ်းကျင်တဲ့သူတွေကတော့အကောင်းဆုံးလောင်းကြီးအမြင့်ဆုံးငွေထုတ်စနစ်တွေကိုပဲစိတ်ဝင်စားတယ်ဒေတာခံအတိုင်းဝိုင်းတဲ့အတွက်ဆိုရင်တော့ကိုဘာသာစကားကိုဒေတာသုံးငွေပေးချေမှုစနစ်တွေကပို့အရေးကြီးတာပေါ့ပရိသတ်နဲ့ထိတွေ့ဆက်ဆံဖို့အတွက်အခြေကအဆောက်အအုံတွေတိဆောက်ရပါမယ်ဒါတွေကတော့တည်နေ comment chat တွေတင်ပေးဖို့ Telegram channel တစ်ခုငွေတွင်းငွေထုတ်လိုမျိုးလောက်ဆောင်ချက်တွေအတွက် line on video အတူလေးတွေပြီးတော့တခြားတူတွေထက်ပိုသားတဲ့ bonus ရနိုင်မဲ့ကိုပိုင် promo code တစ်ခုဖန်တီးထားဖို့ပါပဲစံရတရားကြီးတော့ရှိပြီအဲ့ဒါကို level 4တဲ့လောင်စာဖြစ်ဖို့လိုပါတယ်အယောင်းမင်းတင်ရမှာပေါ့နေ့စဉ်ရဲ့တွေးမင်းနဲ့ခက်မှန်းချက်တွေတင်ပေးတာမျိုး data ကန် influencer တွေ community admin တွေနဲ့လက်တွဲတာမျိုးနောက်ပြီးတိုက်ပွဲတွေမှာဆိုရင် QR code ပါတဲ့လိပ်စာကတ်တွေဖြန့်ဝေတာမျိုးတွေနဲ့လူတွေကိုကိုယ့် channel စီဆွဲဆောင်ရမှာပါဒီနေရာမှာတော်တော်အရေးကြီးတဲ့အတွေးခေါ်ပြောင်းလဲမှုတစ်ခုကိုပြောပြချင်ပါပဲ agent တယောက်ရဲ့အထီးကအလုပ်ခဈေးခွက်ရှာဖွေတက်ပဲမဟုတ်တော့ပါဘူးကစားသမားတွေရှာရတဲ့ရှိပြီးသားကစားသမားတွေကိုထိန်းသိမ်းထားနိုင်ဖို့မရှိမဖြစ်လိုအပ်တဲ့ဝန်ဆောင်မှုတွေပေးတဲ့ဝန်ဆောင်မှု manager တယောက်အဖြစ်ခံယူရမှာပါဘာလို့လဲဆိုတော့ LTV ကွန်ဖျင်တင်တာကအဲ့ဒီနီလာပါပဲဝန်ဆောင်မှု manager တယောက်အနေနဲ့ဘာတွေလုပ်ရမလဲအဓိကတော့ဒီ၃ချက်ပါပဲငွေသွင်းငွေထုတ်ကိစ္စတွေမှာ24နာရီပတ်လုံးအကူအညီပေးပါရှိသမျှ loyalty program တွေအထူး promotion တွေကိုသူတို့မဖလောက်အောင်တည်သေးပါပြီးတော့သူတို့ရဲ့အောင်မြင်မှုတွေကိုအချင်းချင်းမျှဝေနိုင်မယ့် community chat တပို့ဖန်တီးပေးထားဟုတ်ပါပဲဒါမှသူတို့ကကိုယ့်စီမှာပဲရေးရှိနေမှာပါကောင်းပြီအခုဆိုရင်ကိုယ့်ရဲ့စနစ်ကလည်းချောမွေလဲပတ်နေလောက်ပြီဒီတော့နောက်တစ်ဆင့်ကပါလဲအဲ့ဒါကတော့ကိုယ့်လုပ်ငန်းကိုချက်ထွင်ဖို့ပါပဲဒီရောက်တဲ့လုပ်ကိုင်သူဘဝကနေကိုယ့်အဖွဲ့နဲ့ကိုယ်ကွန်ရက်နဲ့စီးပွားရေးမန်နေဂျာတယောက်အဖြစ်ပြောင်းလဲရမယ့်အချိန်ရောက်လာပါပြီ။ဒါတကယ်ကိုတဘာဝကြရဲ့တူးတယ်မှုလမ်းကြောင်းပါပဲ။ပထမဆုံးကိုလိုပဲဆရာထပ်တန်တဲ့ agent ခွဲလုပ်ချင်သူတွေကို partner ဖြစ်ရှာဖွေစုဆောင်းပါ။ပြီးရင်ကိုယ့်ရဲ့အောင်မြင်ပြီးသားအတွေ့အကြုံတွေ script တွေကိုသူတို့ကိုမျှဝေပြီးလေ့ကျင့်ပေးပါ။နောက်ဆုံးမှာတော့နေ့စဉ်လုပ်နေရတဲ့ content တင်တာ support ပေးရလိုမျိုးတာဝန်တွေကိုသူတို့ကိုလွှဲပေးလိုက်ပါ။ဒါမှကိုကဘူကြီးတဲ့ပုံစံကိုအာရုံစိုက်နိုင်မှာပါ။ကဲအခုပြောပြမယ့်အချက်တွေကတော့တကယ် professional အဆင့်ကျွမ်းကျင်သူတွေတုံးတဲ့အစိပ်ပိုင်းဆိုင်ရာနီးပြူဟာလေးတွေပါ။ဒါမှ agent တွေနဲ့ကွဲထော်သွားစေမဲ့ life hack တွေလို့တော့ပြောလို့ရပါတယ်။ဥမာဒီစာနှကြောင်းကိုရှင်းကြည့်လိုက်ကပထမစာကရိုးလေးပဲ။ဒါပေမဲ့ဒုတိယစာမှာ15ချိန်ပဲကျန်တော့တယ်။တန်းခေါင်မတိုင်ခင်ဆိုတဲ့စကားလုံးတွေကအရေးတကြီးလို့ဆောင်ရမယ့်ခံစားချက်နဲ့အခွင့်အရေးလဲလို့တော်မှာကိုစိုးရင်တဲ့စိတ် FOMO ကိုဖြစ်ပေါ်စေတယ်။ဒါကလူတွေကိုချက်ချင်းအကောင့်တွေပေါ်တွားပေးနေပါ
ဒီဂိမ်းကနန်ကိုကြီးလိုက်ပါ100%ဒါတော်တော်ကြီးရဲ့ပမာဏเนาะဘာကိုဆိုလို့တလဲဆိုတော့ကစားသမားတစ်ယောက်ကိုသူ့ရဲ့ပထမဆုံးနိုင်ခွေတလားပဲနဲ့အဲ့ဒါကိုထုတ်ရရမှာကုညီပေးလိုက်တာနဲ့သူ့ရဲ့ယုံကြည်မှုနဲ့တစ္ဆာစောင့်တည်မှုက100%အထိတက်သွားနိုင်တယ်လို့ဆိုလိုတာပါဒါကြောင့်ပထမဆုံးငွေထုတ်တဲ့အတွေ့အကြုံကရန်ရေးကြည့်ပါတယ် နောက်တစ်ချက်က screen cast စီးမြင်ပါလုပ်ငန်းစဉ်တစ်ခုကိုစာနဲ့ရှေးကြီးရေးပြီးရှင်းပြတာထက်ဖန်သားမြင်ကိုဗီဒီယိုရိုက်ပြီးစက္ကန့်30လောက်နဲ့ဒါလေးကိုဒီလိုနှိပ်ပါဆိုပြီးပြလိုက်တာအများကြီးပိုထိရောက်ပါတယ်။ဘာလို့လဲဆိုတော့မြင်အောင်ပြတာကယုံကြည်မှုကိုပိုတည်ဆောက်နိုင်ပြီးလိုက်လို့ရတာလည်းပိုလွယ်လို့ပါပဲ ဒါကတကယ်ကိုအစင်းမဲ့တဲ့နီးဗျူဟာတစ်ခုပါကစားသမားတစ်ယောက်အကြီးအကျယ်ရှုံးသွားတဲ့အခါသူ့ကိုကိုယ်တိုင်ကိုယ်ကြားစာပို့ပြီးအားပေးစကားပြောတာဘာကြောင့်ရှုံးလဲဆိုတာတုံးသက်ပေးတာမျိုးလုပ်ပေးလိုက်ပါဒီလိုလုပ်ရကကိုယ့်ရဲ့အခန်းကဏ္ဍကိုဈေးကွက်ရှာဝယ်သူတက်တက်ကနေသူ့အထက်တကယ်ကိုအကြံပေးလိုက်ညွှန်ပေးသူတယောက်အဖြစ်ပြောင်းလဲသွားစေပါမယ် စဉ်းစားကြည့်လေဂျပန်စက်လုံးတွေနဲ့ကဏ္ဍနဲ့ပေါင်းထားတဲ့ကုတ်ချက် Tonia 54တို့ boss_igaming တို့လို့ကိုပိုင်နာမည်ပါတဲ့ကုတ်တစ်ခုကအမှတ်ရပို့လွယ်တယ်မလားပြီးတော့ပို့ပြီးတရားဝင်ဆန်တဲ့ခန်းစားချက်ကိုလည်းပေးပါတယ်ဒါကြောင့်ကိုယ့်ရဲ့ promo code ကိုအမှတ်ရလွယ်အောင်ဖန်တီးပါ ကဲဒီလောက်ရှင်းပြပြီးပြီဆိုတော့အခုချက်ချင်းဘာဆက်လို့ရမလဲလို့မေးစရာရှိလာပြီဟုတ်ကဲ့ဒါကတော့ပထမဆုံး24နာရီအတွင်းချက်ချင်းစလုပ်နိုင်မဲ့ action plan ပါမိနစ်30အတွင်း Telegram channel တစ်ခုတောင်းမယ်7မိနစ်နဲ့ promo code တောင်းပါမယ်15မိနစ်နဲ့ကြိုးစိုးကြောင်း post တင်မယ်နောက်မိနစ်20နဲ့ကိုဖုန်းနဲ့ကအဆက်အသွယ်10ရောက်လောက်ကိုအရင်ဆုံးထည့်လိုက်မယ်ဒါဆိုစလို့ရပါပြီ အဆောင်တန်အနေနဲ့ပြောချင်တာကတော့ဒီလုပ်ငန်းကကံကောင်းခြင်းကြောင့်တက်တယ်မဟုတ်ပါဘူးတကယ့်ကိုကောင်းမွန်တဲ့ဝန်ဆောင်မှုပေးခြင်းကြောင့်ဖြစ်ပါတယ်ဆိုတော့ကိုယ့်အတွက်24နိုင်ပတ်လုံး9ရက်လုံးအလုပ်လုပ်ပေးမဲ့စနစ်တကူကိုတိဆောက်ဖို့အဆင်သင့်ဖြစ်ပြီလားဆိုတာကိုယ့်ကိုယ်ကိုပြန်မြင်ကြည့်ဖို့အချိန်ရောက်ပါပြီအားလုံးပဲအောင်မြင်ကြပါစေ